မင်္ဂလာပါစနိုပါဒီနေ့စနိုကလူမျိုး Pilates ring လေးတစ်ခုရှိရဲဆိုလို့ရှိရင် Bible လို့ဆော်လို့ရလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။တော့ကြတော့ဒီ ring ကိုကင်နေဆိုလို့ရှိရင်တော့လူမျိုးလေးလက်ကင်လေးရှိရလေ။အဲ့ဒီလက်ကင်လေးတွေကိုကလူမျိုးညှစ်ကင်တာမဟုတ်ပဲနဲ့လက်ဖွားလေးနဲ့လူမျိုးလေးဖိကင်နေပုံစံလေးအဲ့လိုလေးကင်မိမယ်နော်။အဲ့ exercise လေးကိုကြည့်ရအောင်။ပလက်လှန်လိုက်မယ်နော်။ပြီးရင်ခုနပြောတဲ့အတိုင်းလေးပဲဒါလေးကိုအဲ့လိုမျိုးလေးကင်လိုက်မယ်အပေါ်ပိုင်းကိုထားမယ်။ရှောင်းတစ်ဖက်လေးကိုအရင်ဆုံးမြှောက်လိုက်မယ်။ lower back လေးသေချာကတ်ထားမယ်နော်။ရှောင်းတစ်ဖက်လေးကိုကွေးပြီးတော့ဗိုက်ထဲကိုဆွဲထည့်လိုက်မယ်။နောက်တစ်ဖက်ကိုကွေးမယ်ဆိုရင်ခေါင်းမော့လေးကိုဆန်ထုတ်လိုက်မယ်။နောက်တစ်ဖက်ကိုပြန်ကွေးရင်လက်ကရှေ့ကိုလာမယ်။ဒါမျိုးလေးနော်။တစ်ဖက်ကွေးရင်ခေါင်းမော့ဆန်ထုတ်လိုက်တစ်ဖက်ကွေးရင်အောက်ကိုပြန်စိုက်ချလိုက်မယ်နော်။ဒါမျိုးလေးကိုစက္ကန့်30လေးကိုစတိုက်လေးသွားပေးမယ်နော်။လက်လေးကကွင်းလေးကိုသေချာလေးညှစ်ထားမယ်။ကဲဒါလေးပြီးသွားလို့ရှိရင်ဂျားထဲမှာ20စက္ကန့်လေးနားပေးမယ်နော်20စက္ကန့်နားပြီးသွားတာနဲ့နောက်တစ်မျိုးလေးကကြတော့ဒါလေးကိုအပေါ်လေးကိုမြှောက်လိုက်မယ်ခြေထောက်ကို90ဒီဂရီလေးအရင်မြှောက်မယ်ခြေထောက်တစ်ဖက်လေးကအောက်ကိုချမယ်ဒါမျိုးလေးနော်ဒီဟာလေးကိုခွင်းလေးကိုသွားပြီးတော့တစ်ဖက်ချင်းစီကသွားထိလိုက်တဲ့ပုံစံလေးအပေါ်ပိုင်းလေးကတေချာလေးတောင်းနာမယ်နော်တော့ဒီခဏကိုအပေါ်ပိုင်းလေးပင့်ထားလို့ရှိရင်တော့ပို့ပြီးတော့ထိရောက်တယ်အပေါ်ပိုင်းလေးကိုလုံးဝမနိုင်ရင်တော့ပလက်လှန်ထားလို့ရတယ်ဒါပေမဲ့ပင့်ထားရတော့ပိုကောင်းတယ်ဒါမျိုးလေးကိုလည်းစက္ကန့်30လေးသွားပေးပြီးရင်ခြားထဲမှာ20စက္ကန့်လေးနားမယ်နော်20စက္ကန့်နားပြီးသွားရင်နောက်တစ်မျိုးကကြတော့ဒီဒူးလေးကိုကွေးလိုက်မယ်ရှေ့လေးကိုစုံဆွဲလိုက်မယ်နော်ပြန်ဆန်းထုတ်လိုက်ရင်လက်ကောချက်ကိုပြန်ဆန်းထုတ်စုံလေးဆွဲမယ်လက်ကောချက်ကိုပြန်ဆန်းထုတ်ဒါလေးကိုလည်းစက္ကန့်30လေးသွားပြီးတော့ခြားထဲမှာ20စက္ကန့်လေးနားပေးမယ်နော်ကဲနောက်ဆုံးတစ်ခုကကြတော့ဒီဟာလေးကိုကိုယ့်ရဲ့ဒီပေါင်အတွင်းလေးထဲမှာညှက်ထားလိုက်မယ်ဒီဒူးနာလေးပေါ့နော်အိမ်နာလေးမှာညှက်ထားလိုက်6ကတင်မှာအကျယ်လေးထားမယ်ပြီးရင်ဒီလက်နှစ်ဖက်လေးကခေါင်းနောက်လေးမှာထားပြီးခဏကိုအိုဝိုင်းလေးကိုထားလိုက်မယ်ပြန်ပြီးလှည့်လိုက်မယ်နော်အိုဝိုင်းလေးကိုထားမယ်ပြန်လှည့်လိုက်မယ်လှည့်လိုက်တာနဲ့သက်ရှူသွင်းမယ်နော်ထားလို့ရှိရင်ရှူထုတ်မယ်ဒါလေးကိုချိန်20လေးသွားပေးပါ Releaseကဲတော့ဒီ ring လေးကိုသုံးပြီးတော့ကိုကဘယ်လိုဆော့ရလဲဆိုတာသိပြီဆိုတော့ဒီမျိုးလေး green လေးတစ်ခုရှိတယ်ဆိုလို့ရှိရင်ကိုအိမ်မှာလိုက်ပြီးတော့ဆော့ကြည့်လိုက်တာเนาะအဲ့တော့အားလုံးပဲနောက်ဗီဒီယိုလေးမှာဆုံမဲ့တတား